ကျေးဇူးပြု၍နားဆင်ပါရှင်မြန်မာတိုင်းနိုင်ငံလုံးအင်မတန်ပူပြင်းတဲ့အပူတန်ကိုခန်းစားနေရကြောင်းနေရာတည်တည်မှသတင်းပေးပို့ချက်များရသိရပါတယ်ဘလို့ဖြစ်တာတုံး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 ဟာတငယ်ချင်းပြောပါအောင်ခြေနေဘလို့လဲမင်းရှော့တီတွေဘာတွေရလို့ငါတငယ်ချင်းကြီးကောင်းစားနေချင်းရေရဲအဲ့ဒါလောက်လည်းမဟုတ်ပါဘူးမင်းပြောသလိုမဟုတ်ပါဘူးရတီဦးလူပူရတဲ့ဂျားတဲ့ဖုန်းကွဲသွားလို့အဟုတ်ငါယူမင်းဖုန်းကဘလို့ဖြစ်တာတုံးမင်းဖုန်းကဘလို့ဖြစ်တာတုံးပချာအပ်တဲ့ဂန္နာရမှာစာပတ်ခံတယ်လို့အဖြေကရှုံးအဲ့ဒါလို့တော့မပြောပါနဲ့ကွာသူ့ရှေ့မှာမကောပါနဲ့ကွာအာမကမရှိတဲ့ဆိုင်မှာသူဝယ်မိလို့ငါပဲမှောက်တယ်အဲ့ဒါလောက်ကြီးကွဲတာကြီးကြအခုကဈေးဆိုမလွယ်ဘူးကိုလူမင်းစော်ကိုစုနေလို့လဲပြန်ကောင်းမလာဘူးဘာမှကိုမထူးဖုန်းကွဲရင်လဲပြလိုက်ဒါမျိုးကအနှိမ့်ဆက်သဘောအတိုင်းခါရဲငါလမ်းညွန်လိုက်မယ်အခုပဲသွားဝယ် Global Mobile Global 190 Global 190မှန်ကွဲရင် free တယ်ပေးတဲ့အာမကန်ကျန်းတဲ့ဖုန်းဆိုင် Global 190 Global 190မှန်ကွဲရင် free တယ်ပေးတဲ့အာမကန်ကျန်းတဲ့ဖုန်းဆိုင် Globalမန္တလေးမြို့35လမ်း83 84ချားမှာရှိတဲ့ကျမတို့ Global Mobile ရဲ့ electronic မှာကြိုဆိုပါရရှင်။ဘာကြောင့်မဲကွဲတက်နင်းလို့ကွဲရိုက်ပြီးတော့ခွဲ Global မှာလာပြန်လဲ။ဘာကြောင့်မဲကွဲတက်နင်းလို့ကွဲစိတ်ပါလို့ရိုက်ခွဲရင်တော့မှန်လဲပေးမဲ့ဖုန်းဆိုင် Global 190 Global 190မှန်ကွဲရင် free တယ်ပေးတဲ့အာမကန်ကျန်းတဲ့ဖုန်းဆိုင် Global 190 Global 190မှန်ကွဲရင် free လေးပေးတဲ့အာမကန်ကျန်းတဲ့ဖုန်းဆိုင် Global 190 Global 190မှန်ကွဲရင် free လေးပေးတဲ့အာမကန်ကျန်းတဲ့ဖုန်းဆိုင် Global 190 Global 190မှန်ကွဲရင် free လေးပေးတဲ့အာမကန်ကျန်းတဲ့ဖုန်းဆိုင် Global ယုံကြည်စိတ်ချရမှုမှာနံပါတ်1 Global Mobile and Electronic